အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိတ်ဆွေတို့တွေ့ဖူးရင်လည်းတွေ့ဖူးမယ်ပေါ့နော်ဒီနေ့တော့နည်းနည်းထူးဆန်းတာလေးပြချင်တယ်ပေါ့နော်ကျွန်တော်တော့ကနေဒါမှာနေတယ်ဆိုတော့ကနေဒါရဲ့ဒီတဘာဝအလားတရားတွေဒီမိတ်ဆွေတို့မကြုံစဘူးကြုံရမယ့်ဟာတွေကိုပြပေးမှာပေါ့နော်ပြမဆိုရင်အခုဒီနေရာ Niagara Falls ပေါ့နော် Niagara Falls ဆိုတာရေတခွန်ကြီးရှိတဲ့နေရာကိုပြောတာဖြစ်တယ်အဲ့မှာကြည့်မယ်ဆိုလို့ရှိရင်တားအေးတာဖြစ်တဲ့အတွက်ပေါ့နော်ရေတွေအမှမိုးပေါ်ကျလာတဲ့ရေတွေကအဲ့မှာပဲရေခဲတွေဖြစ်သွားပြီးတော့ဒီတိုင်းပဲကြံနေခဲ့တယ်ပေါ့နော်တော်တော်လေးကိုစိုးတဲ့ရာသီဥတုဖြစ်တယ်ပေါ့နော်ပြောမှဆိုလို့ရှိရင်ဒီမှာ Iceland ပေါ့နော် Iceland ကျွန်တော်လည်းတစ်ခါမှမရောက်ပါဘူးပေါ့နော်ပြောမှဆိုလို့ရှိရင်နေရာတကာမှာရေခဲတွေကြီးပဲဖြစ်သွားတယ်ပေါ့ပြောမှဆိုလို့ရှိရင်ကျလာတဲ့မိုးကတကယ်လို့များကားပေါ်ကျလာတယ်ဆိုလို့ရှိရင်အဲ့ကားပေါ်တစ်ခါလေးခဲသွားတယ်ပေါ့နော်ကားမောင်းနေရင်းနဲ့တကယ်လို့ဥစားဝိုင်ပါကိုမတုံးမနဲ့မောင်းမယ်ဆိုလို့ရှိရင်တော့အဲ့မှန်ပေါ်မှာပဲကပ်ပြီးတော့ဘာမှမမြင်ရတော့ဘူးလေနော်အဲ့တော့ကားမောင်းရင်လည်းအမြဲတမ်းအပူပေးရပြီးတော့မောင်းရတယ်ပေါ့နော်အဲ့တကယ်လို့ညအချိန်မှာကားဖောက်ထားတယ်ညအချိန်မှာကြားတယ်ဆိုရင်မနဲ့ထလာရင်တော့အဲ့ဒါအကုန်လုံးကတ်နေပြီးတော့လေအဲ့ဒါကားကိုနိုးပြီးတော့အပူပေးပြီးတော့တခြားချစ်ထုတ်ပေးမှပဲမောင်းလို့ရတယ်လေနော် Iceland ဆိုတော့ဒီနိုင်ငံတော့ Iceland တော့မဟုတ်ပါဘူးဒါပေမဲ့လည်းတားအေးတဲ့ချိန်ဆိုလို့ရှိရင် ice မျိုးဖြစ်သွားတဲ့အတွက်ပေါ့နော်ဒါဘုဟုမိတ်ဆွေတို့ကြုံဖူးတွေ့ဘူးရှိအောင်လာပြတာဖြစ်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်